ပါဒီနေ့ဗီဒီယိုမှာတော့မဆွေတို့ရှော့မှာရိုးရှင်းရှင်းလေးနဲ့ဗီဒီယိုတစ်ပုဒ်ကိုဘယ်လိုလုပ်ရမလဲဆိုတဲ့အခြေခံလေးကိုကျွန်တော်ဒီဗီဒီယိုလေးမှာပြပြပေးသွားမှာဖြစ်ပါတယ်ဟုတ်ပါတယ်ကျွန်တော်လုပ်ပြမယ့်ဗီဒီယိုလေးကတော့short ကိုအခြေခံသုံးနည်းလေးဗီဒီယိုလေးပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဗီဒီယိုမှာတော့ short ကိုသုံးပြမယ်ဆိုတော့ short ကို Play Store မှာမဆွေတို့တောင်းရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ short ကိုသုံးဖို့အတွက်ကျွန်တော်တို့ open ကိုနှိပ်ပြီးတော့ short software တစ်ခါဝင်လိုက်မယ်ပေါ့နော် short လုပ်ပြီးပြီဆိုလို့ရှိရင်ဒီနေရာမှာကတော့ကျွန်တော်ရှင်းပြမယ်ပေါ့နော်ဒီနေရာမှာတော့ကျွန်တော်တို့ photo တွေလုပ်ဖို့အတွက်ဒီအောင်သုံးပါမယ်ကျွန်တော်တို့ကတော့ video edit လုပ်မယ်ဆိုလို့ရှိရင်ဒီအောင်သုံးပါမယ်ဒါကတော့ကျွန်တော်တို့ဓာတ်ပုံတွေပေါင်းပြီးတော့လုပ်တဲ့ဟာလေးပေါ့နော်အဲဒါတော့ကျွန်တော်တို့ကဒီမှာ message တို့ကိုပြချင်တာကတော့ကျွန်တော်ဗီဒီယိုလေးကိုရိုးရှင်းရှင်းလေးလုပ်ပြမှာဖြစ်တဲ့အတွက်လုံးဝမသိနားမလည်တဲ့သေးတဲ့သူတွေအတွက်ကဒီဗီဒီယိုလေးကိုကြည့်လို့ရတယ်ပေါ့နော်သိပြီးသားဆရာသမားတွေအတွက်ကတော့ဒီဗီဒီယိုလေးကိုမကြည့်ဘဲနဲ့ကြော်သွားပေးလို့ရပါတယ်အဲဒါကျွန်တော်တို့ကဒီနေရာလေးမှာကျွန်တော်တို့ဗီဒီယိုကိုလုပ်ဖို့အတွက်ဒီဟာလေးကိုယူမယ်ပေါ့နော် new ဆိုတဲ့ဟာလေးကိုကျွန်တော်တို့နှိပ်ရမှာဖြစ်ပါတယ်ဟို photo ကနေပြီးတော့ကျွန်တော်တို့ဗီဒီယိုကိုလုပ်မှာဖြစ်တဲ့အတွက်ဒီနေရာလေးမှာပေါ့နော်ဒီဟာလေးဓာတ်ပုံလေးတစ်ပုံကိုပဲကျွန်တော်ယူလိုက်မယ်ပေါ့နော်ဒီဟာဓာတ်ပုံလေးတစ်ပုံကိုယူလိုက်ပြီးတော့ပြီးတော့ဒီနေရာလေးမှာshort ဆိုတဲ့ logo ကြီးပါနေရပေါ့နော်အဲ short ဆိုတဲ့ logo လေးကိုမဆွေတို့ဖြတ်ချင်လို့ရှိရင်အဲ့ဒါလေးကိုတစ်ချက်နှိပ်ပြီးတော့ကျွန်တော်တို့ဒီနေရာမှာ free move ဆိုတဲ့ဟာလေးကိုကျွန်တော်ဒီနေရာလေးမှာပေါ့နော်နှိပ်ရမှာဖြစ်ပါတယ်တခါတည်းကြားလို့ရှိရင်လည်းသူကတော့ကျွန်တော်တို့ ADF ဗီဒီယိုတွေကြည့်ပေးရပါတော့တခါတည်းကြားလို့ရှိရင်လည်း ADF ဗီဒီယိုတွေမကြည့်ပေးစရာမလိုဘူးပေါ့နော်ဒါမှမကြည့်ပေးချင်ဘူးဆိုလို့ရှိရင်လုတ်တဲ့ဒီကတော့ကျွန်တော်တို့ internet ကိုပိတ်ထားပြီးတော့ဒီနေရာလေးကိုနှိပ်လိုက်လို့ရှိရင်ကြည့်ကြမလို့တော့ဘူးပေါ့နော်သူကအဝိုင်းလေးနဲ့လဲပြီးတာနဲ့ short logo လေးကပြတ်သွားပြီဖြစ်ပါတယ်အဲတော့ဒီနေရာလေးမှာ short logo လေးကမဆွေတို့ခုနရှိတဲ့နေရာလေးမှာမရှိကြဘူးပေါ့နော်တို့ဓာတ်ပုံလေးကိုပွားလို့ရတယ်ပေါ့နော်အဲဆိုတော့ကျွန်တော်တို့ဒီနေရာလေးမှာကဓာတ်ပုံလေးကိုပွားဖို့အတွက်ဒီဟာလေးကိုလဲလေးနဲ့တစ်ချက်ထိရမှာဖြစ်ပါတယ်ထိပြီးလို့ရှိရင်ကျွန်တော်တို့ဒီနေရာလေးမှာဒီဟာလေးကိုကျွန်တော်တို့ဒီဟာလေးကိုမဆွေတို့လိုသလိုဆွဲလို့ရတယ်ပေါ့နော်ဆွဲပြီးတော့ကျွန်တော်တို့10မိနစ်စာဗီဒီယိုလေးပေါ့နော်10မိနစ်စာဗီဒီယိုလေးကိုကျွန်တော်တို့ရွှေ့လိုက်မယ်ပေါ့နော်ဒီမှာကျွန်တော်တို့10မိနစ်စာဗီဒီယိုလေးရွှေ့လိုက်မယ်10မိနစ်နောက်ရောက်လို့ရှိရင်ကျွန်တော်တို့ကဒီဟာလေးကိုတစ်ချက်ဖိပြီးတော့ကျွန်တော်တို့ဖြတ်မယ်ပေါ့နော်ကျွန်တော်တို့10မိနစ်ပဲလိုတဲ့အတွက်ဒီဟာလေးကိုဖြတ်မယ်ဆိုတော့ကျွန်တော်တို့ select ဆိုတာလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ဒီဟာလေးတစ်ချက်နှိပ်မယ်နှိပ်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့အောက်နောက်မှာပုံနေတဲ့ဟာလေးကိုကျွန်တော်တို့ဒီအမှိုက်ပိုးလေးနဲ့ကျွန်တော်ဖြတ်လိုက်မှာပေါ့နော်အမှိုက်ပိုးလေးဖြတ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီနေရာလေးမှာ10မိနစ်စာလေးရသွားပြီဖြစ်ပါတယ်10မိနစ်စာလေးရောက်သွားပြီကျွန်တော်တို့ကတချင်းကိုဘယ်လိုထည့်မလဲဆိုတာလေးကိုကျွန်တော်တို့ဘယ်ဘက်ကိုတစ်ချက်ရွှေ့မယ်ရွှေ့ပြီးဆိုလို့ရှိရင်ဒီနေရာလေးမှာ audio ဆိုတဲ့ဟာလေးရှိတယ်ပေါ့နော်audio ဆိုတဲ့ဟာလေးကိုကျွန်တော်တို့နှိပ်မယ်နှိပ်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ music ကိုနှိပ်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ music ဆိုတဲ့ဟာလေးကိုကျွန်တော်တို့ရွေးပေးရမှာဖြစ်ပါတယ်ရွေးပေးပြီးလို့ရှိရင်ကျွန်တော်မှာတော့တချင်းတွေအများကြီးဖြစ်နေတဲ့အတွက်ကျွန်တော်ဒီနေရာမှာ low confidence တချင်းဆိုတာလေးကိုကျွန်တော်ရှာလိုက်မှာဖြစ်ပါတယ်အဲတော့ကျွန်တော်ဒီသချင်းလေးရွေးလိုက်တယ်ပေါ့နော်ဒီသချင်းလေးရွေးပြီးတော့ဒီသချင်းကဘယ်နှမိနစ်ရှိလဲဆိုတော့ဒီသချင်းကမိနစ်အရှိရှိတယ်ပေါ့နော်အဲအလေးကိုကျွန်တော်ကတော့ဒီမှာဒီအလေး10မိနစ်စာပဲသချင်းကိုလည်း10မိနစ်စာပဲဖြတ်မှာဖြစ်တဲ့အတွက်ကျွန်တော်ဒီနေရာမှာ select ဆိုတာလေးကိုကျွန်တော်နှိပ်လိုက်မယ်ပေါ့နော် select ဆိုတာလေးကိုနှိပ်မယ်နှိပ်ပြီးဆိုလို့ရှိရင်နောက်မှာပုံနေတဲ့သချင်းအပိုင်းစတွေကိုကျွန်တော် delete လေးနဲ့ဖြတ်လိုက်မယ်ပေါ့နော်အဲဆိုတော့ဒီမှာကျွန်တော်တို့နည်းနည်းလေးစမ်းပြီးတော့ပြကြည့်မယ်ပေါ့နော်ဒီမှာသချင်းထပ်ပြီးအဆင်ပြေပြီဆိုလို့ရှိရင်ကျွန်တော်ဒီနေရာမှာအမှတ်ချစ်ကိုနှိပ်မယ်အမှတ်ချစ်ကိုနှိပ်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ခုနဓာတ်ပုံနဲ့သချင်းလေးကဘယ်လိုလဲဆိုတာလေးကိုကျွန်တော်တစ်ချက်ကြည့်မှာပေါ့နော်အဲဒီတော့ကျွန်တော်တို့အစပိုင်းမှာဖွင့်ပြီးဆိုတော့ကျွန်တော်တို့အဆုံးမှာလည်းသချင်းလေးကိုကျွန်တော်တို့နည်းနည်းလေးစမ်းဖွင့်ကြည့်မယ်ပေါ့နော်သုံးပါရောအရှိမရောတချင်းကအဆင်ပြေပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီဗီဒီယိုလေးကိုပေါ့နော်ကျွန်တော်တို့စာတန်းလေးထိုးမယ်ပေါ့နော်ရိုးရှင်းရှင်းလေးစာတန်းလေးတစ်ခုထိုးမယ်ဆိုတော့ကျွန်တော်တို့ဒီနေရာမှာ test ဆိုတဲ့စာလေးကိုကျွန်တော်တို့အဲ့ဒါဟာလေးကိုကျွန်တော်နှိပ်ရမှာဖြစ်ပါတယ်အဲဒီတော့ test ဆိုတဲ့ဟာလေးကိုနှိပ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်ဒီနေရာလေးမှာ test ဆိုတဲ့ဟာလေးကိုတစ်ခါပြန်နှိပ်မယ်ပေါ့နော်တစ်ခါပြန်နှိပ်ပြီးတော့မွေးစတို့ဒီနေရာလေးမှာပေါ့နော်လွမ်းဆိုတဲ့စာလုံးလေးတက်လို့ကျွန်တော်ရေးလိုက်တယ်ပေါ့နော်ရေးပြီးတော့အပေါ်နည်းနည်းဆွဲလိုက်တယ်ဆွဲပြီးဆိုလို့ရှိရင်ကျွန်တော်ဒီနေရာလေးမှာ color လေးတစ်ချက်ထည့်မယ်ပေါ့နော် color လေးတစ်ချက်ထည့်မယ်ကျွန်တော်တို့ server လေးကို color ဖောက်လေးတစ်ခုချိန်မယ်ပေါ့နော်
နော်အနီရောင်လေးချိန်လိုက်မယ်အနီရောင်လေးချိန်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီဘက်ကအမှတ်ချက်လေးနေမယ်ပေါ့နော်ဒီစာလုံးကကျွန်တော်တို့ကြီးကျင်နဲ့ကြီးလို့ရတယ်ပေါ့နော်အဲ့ဒါလေးစာလုံးလေးကိုတပုံးလို့ပေါချင်လို့ရှိရင်ကျွန်တော်တို့ဒီဟာလေးကိုအဆုံးထိကျွန်တော်တပုံးလို့ဆောပေးရမှာဖြစ်ပါတယ်အဲဒါတော့ကျွန်တော်မလိုတဲ့အပိုင်းကိုစလစ်လေးနှိပ်ပြီးတော့ကျွန်တော် delete ကိုနှိပ်ပါနှိပ်မွေးတို့ကဒီစာသားလေးကိုရိုးရိုးပဲထားချင်တာတော့ကျွန်တော်တို့ဒီမှာ animation ပုံစံလေးနဲ့တွားခိုင်းချင်တာလားဆိုတာလေးရှိတယ်ပေါ့နော်အဲ့မှာကျွန်တော်တို့ရွေးမယ်ဆိုလို့ရှိရင်ဒီမှာဒီဟာလေးကိုကျွန်တော်တို့နှိပ်ပြီးဆိုလို့ရှိရင်ဒီမှာသူကပုံစံလေးအများကြီးရှိတယ်ပေါ့နော်ဒီလိုလှုပ်စီလေးဖြစ်နေတာလေးရယ်ပြီးတော့ဒီစာလုံးလေးရွှေ့နေတာလေးရယ်ဒါကတော့ဒီလိုအများကြီးရှိတယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ကတော့ဒီဟာလေးကိုနည်းနည်းလှုပ်တဲ့ဟာလေးပဲကျွန်တော်ရွေးလိုက်မယ်ပေါ့နော်ဒီလှုပ်တဲ့ဟာလေးကလည်းကျွန်တော်တို့ဒီဟာနေပြီးတော့အတိုးလျှော့ချိန်လို့ရတယ်ပေါ့နော်ဒီဟာလေးကိုအတိုးလျှော့ချိန်ပြီးတော့ဒီမှာပေါ့နော်ကျွန်တော်တို့စက်ကပ်လေးနည်းနည်းများသွားလို့ရှိရင်သူကနည်းနည်းလေးကြာမှပဲလှုပ်လာတယ်ပေါ့နော်အဲဆိုတော့ကျွန်တော်တို့ဒီအပေါ်ဆိုးနည်းနည်းဆွဲလိုက်လို့ရှိရင်နည်းနည်းကြာမှသူကလှုပ်တယ်ပေါ့နော်ဒါဆိုတော့ကျွန်တော်တို့အဆင်ပြေပြီဆိုလို့ရှိရင်အမှတ်ချက်နှိပ်မယ်အမှတ်ချက်နှိပ်ပြီးတော့ကျွန်တော်တို့နောက်ထပ်စာတန်းလေးထိုးမှပြတဲ့အတွက်ကိုစာသားလေးရေးချင်လည်းရေးမှပြတဲ့အတွက်ကျွန်တော်တို့နောက်တစ်ခုကိုကျွန်တော်တို့ခေါ်လိုက်မှဖြစ်ပါတယ်တန်းတစ်ခုကိုခေါ်ပြီးပြီဆိုလို့ရှိရင်ဒီမှာကျွန်တော်စာသားလေးတစ်ချက်ပြောင်းလိုက်ပဲပေါ့နော်စာသားလေးကတော့ကျွန်တော်ဒီနေရာလေးမှာအမဲရောင်လေးပဲကျွန်တော်သုံးလိုက်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီနေရာလေးမှာအောက်လေးကိုချင်းကျင်လို့ရှိရင်ဒီနေရာမှာဒီမှာ AG ရဲ့ email address နဲ့ကြလေးကိုချင်းပြီးတော့ကျွန်တော်ဒီနေရာမှာဖောက်လေးအများကြီးရှိတယ်ပေါ့နော်ဒီနေရာမှာဖောက်ချင်းကြီးကိုလည်းကျွန်တော်တင်ပေးပြီးဖြစ်တဲ့အတွက်ကျွန်တော် description မှာဖောက်ချင်းကြီးတွေကျွန်တော်ထည့်ပေးသွားမှာဖြစ်ပါတယ်ဒီမှာကျွန်တော်စာလုံးအလှလေးကိုကျွန်တော်ချိန်လိုက်တာဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီနေရာလေးကိုပဲနည်းနည်းလေးစာလုံးလေးကိုသေးလိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်ဒီဟာလေးကိုကျွန်တော်တို့အဆုံးထိဆွဲလိုက်မယ်ပေါ့နော်အဆုံးထိဆွဲလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်လိုတဲ့နေရာလေးဖြတ်လိုက်မယ်ပေါ့နော်ဒီဟာလေးကိုစာလုံးလေးကိုကျွန်တော်ဖြတ်မှာပြတဲ့အတွက်ဒီမှာကိုလိုတဲ့ကျွန်တော်တို့20စက္ကန့်ဆိုတဲ့20စက္ကန့်နေရာလေးမှာကျွန်တော်တို့စလစ်လေးကိုနှိပ်မယ်နှိပ်ပြီးဆိုလို့ရှိရင်ကျွန်တော်ဒီနေရာလေးမှာပေါ့နော်အဲ့ဒါလေးကိုပဲပြန်ယူပြီးတော့စာလုံးလေးနှလုံးရေးလိုက်ပါတယ်ပေါ့နော်အဲ့စာလုံးလေးကဘယ်လိုရွှေ့မလဲဆိုတော့ကျွန်တော် message ကိုအစမ်းပြမယ်ပေါ့နော်အဲဒါတော့ဒီစာလုံးလေးနှစ်ခုကိုကျွန်တော် animation လေးထည့်ချင်တာဖြစ်တဲ့အတွက်ကျွန်တော်ဒီဟာလေးကိုနည်းနည်းလှအောင်ပေါ့နော် edit လေးကိုကျွန်တော်နှိပ်လိုက်ပါမယ်နှိပ်ပြီးတော့ကျွန်တော်တို့ဒီနေရာလေးမှာ animation ပုံစံလေးရှိတယ်ကျွန်တော်စာလုံးလေးအဝင်နေရာလေးကကျွန်တော်တို့ A ဆိုတဲ့နေရာလေးကိုကျွန်တော်နှိပ်ပါပြပါတယ်နှိပ်ပြီးတော့ဒီနေရာမှာကျွန်တော်ကတော့အောက်ကဟာလေးလည်းအကုန်လုံးရွေးလို့ရတယ်ပေါ့နော်ကျွန်တော်ကတော့ဒီဟာလေးကြိုက်တဲ့အတွက်ဒီဟာလေးပဲရွေးလိုက်ပါတယ်အဲဒါတော့သူကဘယ်ကနေပြီးတော့လာလဲဆိုတော့ကျွန်တော်တို့ဘယ်ကနေပြီးတော့ညောင်ဘက်ကိုရွှေ့တဲ့ဟာလေးပေါ့နော်အဲဆိုတော့နောက်ထပ်စာလုံးတစ်ခုကိုလည်းကျွန်တော်တို့က animation လေးရွေးမှပြတဲ့အတွက်ခုနကလို့စီလေယာလေးကနေပြီးတော့ A ဆိုတဲ့ဟာလေးရွေးပြီးတော့ကျွန်တော်ခုနဟာပဲနှိပ်လိုက်ပါတယ်အဲဆိုတော့စာလုံးလေးလှုပ်တဲ့ဟာလေးကိုပုံစံလေးကိုကြည့်ပေးပါဦးအဲတော့စာလုံးလေးနှစ်လုံးကလည်းဒီလိုလေးလှုပ်နေတယ်ပေါ့နော်ဒီလိုလေးလှုပ်ပြီးဆိုလို့ရှိရင်မိတ်ဆွေတို့ဒီဟာလေးကိုအပိုင်းပိုင်းဖြတ်ပြီးတော့စလစ်လေးနဲ့စာလုံးလေးကိုလည်းရေးတတ်သွားပြီလို့ထင်ပါတယ်ရေးပြီးဆိုလို့ရှိရင်မိတ်ဆွေတို့ဒီနေရာလေးမှာပေါ့နော်ကျွန်တော်ကတော့ဒီမှာအစမ်းပြတာဖြစ်ပါတယ်အခြေခံကိုမိတ်ဆွေတို့ပြပေးတာဖြစ်တဲ့အတွက်ဒီနေရာလေးမှာကျွန်တော်တို့စတင်ကာကိုရွေးချင်နေရတယ်ပေါ့နော်ပေါ့နော်ဒီနေရာလေးမှာစတင်ကာလေးတွေကိုရွေးပြီးတော့ကျွန်တော်နှိပ်လို့ရတယ်ပေါ့နော်ဒီနေရာလေးမှာစတင်ကာတွေအများကြီးရှိပါတယ်နှိပ်ပြီးတော့ကျွန်တော်ဒီနေရာလေးမှာစတင်ကာလေးကြိုက်တဲ့ဟာလေးရွေးလို့ရတယ်ဒီမှာအကုန်လုံးစတင်ကာလေးရှိရပါတော့ဒီမှာလည်းသူ့မှာပါတဲ့စနစ်ကလေးရှိတယ်လို့ကျွန်တော်တို့လည်းဒီနေရာလေးမှာကျွန်တော်တို့စာသားလေးရိုက်ပြီးတော့လည်းရှာလို့ရတဲ့ search နေရာလေးရှိတယ်ပေါ့နော်အဲဒီပြီးတော့ကျွန်တော်တို့ရှာလို့ရတယ်ပေါ့နော်စနစ်ကောင်တွေကတော့အများကြီးရှိပါတယ်ဒီစနစ်ကထက်နီးလေးကိုတော့ကျွန်တော်ပြပြီးဆိုတော့မိတ်ဆွေတို့ဒီနေရာလေးမှာလည်းမိတ်ဆွေတို့ထက်ကျင်တဲ့ဆန္ဒရှိလို့ရှိရင်ထည့်လို့ရတယ်ပေါ့နော်မိတ်ဆွေတို့က Facebook မှာတင်ချင်လို့ရှိရင် Facebook site ပေါ့နော်ကျွန်တော်တို့ TikTok မှာတင်ချင်လို့ရှိရင် TikTok site ကျွန်တော်တို့ YouTube မှာတင်ချင်လို့ရှိရင် YouTube site ဆိုတာလေးကိုပြောင်းတဲ့နေရာလေးပြပေးမှာပေါ့နော်အဲဒါတော့ကျွန်တော်ဒီနေရာလေးမှာပေါ့နော်ကပ်ပါဆိုတဲ့နေရာလေးကိုကျွန်တော်နှိပ်ပါပေါ့နော် YouTube site ပေါ့နော်ဒီမှာ TikTok site ကျွန်တော်ဒီနေရာလေးမှာတော့ကျွန်တော်တို့ Instagram site ပေါ့နော် site တွေအများကြီးရှိတယ်မိတ်ဆွေတို့ဒီနေရာလေးကိုလည်းရွေးလို့ရတယ်ပေါ့နော်ရွေးပြီးဆိုတော့ဒီမှာ Facebook နဲ့ပတ်သက်တာတော့မိတ်ဆွေတို့အဆင်ပြေတာလေးကိုရွေးလို့ရတယ်ပေါ့နော်ကျွန်တော်ကတော့ YouTube ဆိုလို့ရှိရင်ကျွန်တော် city to 9ပေါ့နော်အဲ ratio လေးလည်းကျွန်တော်ရွေးတယ်ပေါ့နော် TikTok
ကျွန်တော် TikTok မှာတင်မှာဖြစ်တဲ့အတွက်ဒီလိုလေးကိုကျွန်တော် TikTok လေးကိုနှိပ်လိုက်လို့ရှိရင်ဒီလိုပုံစံလေးရသွားမယ်ပေါ့နော်ဒါပေမဲ့ဓာတ်ပုံကိုအကျယ်ချဲ့ခြင်းလို့ရှိရင်ကျွန်တော်တို့ဒီမှာဓာတ်ပုံကိုလည်းအကျယ်ချဲ့လို့ရတယ်ပေါ့နော်ကျယ်ချဲ့လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီပုံလေးကတော့တိတ်အဆင်ပြေမှာမဟုတ်ပါဘူးအဲဒီတော့ကျွန်တော်တို့ကဒီလိုလေးပဲလုပ်လိုက်တယ်ပေါ့နော်ဒီလိုလေးလုပ်ပြီးတော့စက်တန်းကိုအပေါ်ထိုးမယ်အောက်ထိုးမယ်အဲ့လိုလေးရတယ်ပေါ့နော်အဲဒီတော့ကျွန်တော်တို့စက်တန်းလေးကိုပြင်ကျင်လို့ရှိရင်ကျွန်တော်တို့တဲ့ကိုတစ်ချက်သွားမယ်တစ်ချက်သွားပြီးတော့အလွမ်းဆိုတဲ့ဟာလေးကိုအပေါ်ဆိုထိတ်မယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ဒီနေရာလေးမှာပေါ့နော်စာကြောင်းလေးနေရာလေးကိုပဲကျွန်တော်အလယ်ရွှေ့လိုက်မယ်အဲဆိုတော့ကျွန်တော် TikTok site ကိုပြောင်းပြလိုက်တာပြပါတယ်။ဆိုတော့ခုနကကျွန်တော်ပြထားတာတော့ရိုးကျွန်တော်တို့ရိုး site ပေါ့နော်။ပြီးလို့ရှိရင်ကျွန်တော်တို့ YouTube site ဆိုရင် message ပြောင်းမယ်ဆိုလို့ရှိရင်လည်းဒီမှာ YouTube site ဆိုတာလေးကိုနှိပ်လိုက်လို့ရှိရင် YouTube site လေးဖြစ်သွားပြီပေါ့နော်။အဲဆိုတော့ကျွန်တော်တို့ကဒီသချင်းတစ်ပုဒ်ကိုအဆင်ပြေသွားပြီကျွန်တော်အခုဆိုလို့ရှိရင် message ကိုအခြေခံပေါ့နော်ဒီ setting လေးကဘယ်လိုသုံးလို့ရတယ်စာသားလေးကဘယ်လိုထိုးလို့ရတယ်ကျွန်တော်တို့ site လေးကဘယ်လိုရွေးလို့ရတယ်ဆိုတာလေးကိုပြပြပေးသွားဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာလည်းကျွန်တော် Action နဲ့လုပ်နည်းလေးကိုဘယ်လိုလေးကိုထူးထူးခြားခြားလုပ်ပြသွားမလဲပြီးလို့ရှိရင်ကျွန်တော်တည်တဲ့ဟာလေးကို message ကိုတစ်ခုချင်းကိုဘယ်လိုပြောပြသွားမလဲဆိုတာလေးကိုနောက်ဗီဒီယိုတွေမှာ Action နဲ့ပတ်သက်တဲ့နောက်ဗီဒီယိုတွေကိုစောင့်မျှော်ပေးကြပါဦးဒီမှာဒီဟာ export နေပြီးတော့ကျွန်တော်တို့နှိပ်လို့ရတယ်နှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာ resolution ရှိရပါတော့ resolution မှာတော့ကျွန်တော်တို့1080ရှိရ 2K ကြီးရတယ်ပေါ့နော်ဒါကလည်းဖုန်းနဲ့လည်းဆိုင်သွားမှာပေါ့နော်ကျွန်တော်တို့ဒီနေရာလေးမှာပေါ့နော်ကျွန်တော်တို့1080ဆိုတဲ့ဟာလေးကိုရွေးထားရပေါ့နော်ကျွန်တော်ဒီနေရာလေးမှာ export လေးထုတ်ကြည့်လိုက်မယ်ပေါ့နော်အဲ့တော့ဗီဒီယိုလေးကပြီးသွားပြီဖြစ်ပါတယ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီဗီဒီယိုလေးကဘယ်ရောက်သွားမလဲဆိုတော့ကျွန်တော်တို့ကတော့ MA player ထဲမှာလည်းရောက်ချင်ရမှာပေါ့နော်ဒါလေးကိုကျွန်တော်တစ်ချက်နှိပ်ပြီးတော့ကြည့်လိုက်မယ်အဲဆိုတော့တချင်းလေးကအဆင်ပြေသွားပြီပေါ့နော်ကျွန်တော်တို့ MA player ထဲမှာလည်းတန်းရောက်သွားရောက်နေမှာဖြစ်ပါတယ်ဒါဆိုတော့ဗီဒီယိုလေးကိုမကျ TikTok မှာပဲတင်ချင်တာဖြစ်ဖြစ် YouTube မှာတင်ချင်တာဖြစ်ဖြစ်လောက်ကန်တီးလို့လေးထားမယ်ဆိုလို့ရှိရင်မကျတော့ copyright မငြီးတဲ့တချင်းမျိုးရွေးနည်းလေးကိုလည်းကျွန်တော်တင်ပေးထားပြီးတဲ့အတွက်ဗီဒီယိုကလည်းသွားကြည့်ပြီးတော့မကျတော့တောင်းပြီးတော့အဆင်ပြေတာထည့်လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောနေ့လေးပတ်စံနေကြပါစေဘိုင်ဘိုင်